April လအတွက် energy reading လေးဖတ်ပြီးမှဖြစ်ပါတယ်ဒီ3ခု crystal လေး3ခုပေါ့နော် crystal လေး3ခုကို3ခုထဲကနေပြီးတော့ကိုကြိုက်တာလေးတစ်ခုကိုရွေးပါနော်ပထမဆုံးဒီအားလေးပေါ့နော်အညိုလေးနောက် crystal တော့စိမ့်ပြလေးနောက်ဆုံး crystal လေးကတော့အပြာရောင်လေးပေါ့နော်ဒီ3ခုနော်ဒီ3ခုတွေကနေပြီးတော့အကြိုက်ဆုံးတစ်ခုရွေးပါပထမဆုံးဒီအညိုလေးအတွက်energy reading လေးကြည့်လိုက်ပါမယ်အမှားဆုံးသူရဲ့ဒိတ်ပေါ့နော်ဒိတ်ကာလအတွက်ချက်ကြည့်လိုက်မယ်နောက်လက်ရှိအတွက်ကနောက်ထပ်အတွက်ကိုဆုံးဖြတ်ဆိုတော့ပထမဆုံးအတိတ်ကာလပါเนาะအတိတ်ကာလမှာတော့ဘာဖြစ်နေလဲဆိုရင်10 of wands ဆိုတော့သူကလှုပ်ရှားရုန်းကန်ရတာတွေများခဲ့တယ်ပေါ့เนาะဟိုသူ့ရဲ့လုပ်ငန်းဆောင်တာတွေကိုတော့သူကကောင်းကောင်းကင်တွယ်နိုင်ခဲ့တယ်နောက်တစ်ခုက page of cups ဆိုတော့emotion နဲ့ပတ်သက်ပြီးတော့ပေါ့เนาะသူကကောင်းတာလေးတွေကိုသူ emotion ကိုကောင်းတာလေးစိတ်ချမ်းသာဖို့ပေါ့နော်ဒီကတော့စိတ်ချမ်းသာဖို့သူကမျှော်လင့်နေတယ်ဆိုတာမျိုးလေးတွေ့တယ်နောက်သူလက်ရှိပေါ့နော်လက်ရှိမှာတော့သူက Ten of Swords ဆိုတော့သူကအရန်ကိုခက်ခဲပြီးတော့နာကျင်ကြေကွဲနေတဲ့ energy မျိုးပေါ့နော်သူက Swords နှစ်ကတ်ကြတယ်7 of Swords နဲ့ Ten of Swords နဲ့ဆိုတော့သူကလက်ရှိအခြေအနေမှာတော့အလုပ်ထဲမှာဆိုလဲအလုပ်အဆင်မပြေတာမျိုးပညာရေးနဲ့ဆိုရင်လည်းပညာရေးအဆင်မပြေတာမျိုးအဲ့လိုမျိုးနာကျင်ကြေကွဲခံစားနေရတာမျိုးပေါ့နော်အဲ့လိုမျိုးလေး negative တော့ဖြစ်တယ်ဆိုတော့အနာဂတ်မှာသူဘာတွေကြုံတွေ့နိုင်မလဲပေါ့နော်ဆိုတော့ Fire of Wands ကတ်ကလေးကြားတယ်เนาะဒီကတ်ကလေးကတော့ကောင်းပါတယ်သူကတဖြည်းဖြည်းနဲ့သူ့စိတ်ကိုသူပြန်ပြီးတော့ကောင်းမွန်အောင်ထိန်းသိမ်းလာနိုင်တယ်ဆိုတာမျိုးပေါ့နော်နောက်တစ်ခုက Six of Pentacles ကြားတယ်နောက် Page of Wands ပေါ့နော်ဆိုတော့သူကတခုခုကိုသူကမျှော်လင့်ပြီးတော့အတစ်တခုခုကိုစတင်ဖို့အတွက်ကိုသူကမျှော်လင့်နေတဲ့အားမျိုးတွေ့ရတယ်နောက် Six of Pentacles ကတော့ငွေကြေးပိုင်းမှာတော့အဆင်ပြေလာမယ်ပေါ့နော်အဆင်ပြေအောင်မြင်လာနိုင်တယ်ဆိုတာမျိုးလေးကိုမြင်ရပါတယ်ရှင်ဒါတော့ပထမဆုံး energy reading လေးပါနောက်တစ်ခုကဒီစိမ့်ပြလေးပေါ့နော်သူ့အတွက် energy reading လေးကိုဒီကတော့ကြည့်ပါမယ်ပထမဆုံးဒိတ်အတွက်လက်ရှိပေါ့နော်လက်ရှိ energy အတွက်ကိုလက်ကဟုတ်နောက်ထပ်ဆိုတော့သူကတိတ်ကာလမှာဘာတွေကြုံခဲ့ရလဲပေါ့နော် Queen of Wands ဆိုတော့သူကကောင်းကောင်းတော့ကင်တွယ်ဖြည့်ရှင်းနိုင်တဲ့ပုံစံမျိုးပေါ့နော်အမျိုးတော့ရှိတယ် Two of Pentacles ဆိုတော့တော့ငွေကြေးပိုင်းလည်းအဆင်ပြေပြီးတော့ handle လုပ်နိုင်တဲ့အခြေအနေမျိုးပေါ့နော်သူကတော့ခုနကတ်ချက်တော့ခုနပိုင်းချက်တော့ energy ကောင်းတယ်ပေါ့နော်လက်ရှိမှာတော့ဗာလဲဆိုရင်8တော့ Sun နဲ့ 7 on Swords ကြာတယ်ဆိုတော့သူကသူက7 on Swords နဲ့တော့ဆိုသူ့မှာကသူကသစ္စာဖောက်ခံရတာမျိုးတွေသူယုံကြည်လို့ relationship မှာယုံကြည်လို့မရတာမျိုးတွေအဲ့လိုမျိုးတွေကြုံရမယ်ခက်ခဲပင်ပန်းနေတာမျိုးတွေရှိလိမ့်မယ်အခုလက်ရှိမှာအဲ့ဒီမှာဘာတွေဖြစ်လာနိုင်မလဲပေါ့နော် 8 of Cups ကြားတယ်နောက် 5 of Swords နဲ့ 8 of Wands ဆိုတော့နာဂတ်မှာတော့သူကပို့ပြီးတော့ကောင်းသွားဖို့တော့ရှိတယ်သူ emotion ကိုကောင်းကောင်းလေးထိန်းချုပ်ဖို့လိုတယ်နောက်တစ်ခုက Fire of Swords ပေါ့နော်ဆိုတော့သူကကို့မှာအားလုံးဆုံးရှုံးသွားတာတော့မဟုတ်ဘူးသူမှာပိုင်ဆိုင်နေရလေးတွေကိုတန်မိုးထားပြီးတော့ပေါ့နော်တန်မိုးထားပြီးတော့ကောင်းကောင်းမွန်မွန်လေးတည်ငြိမ်လေးရှေ့ဆက်သွားဖို့လိုအပ်ပါတယ် emotion ကိုလည်းအထူးဂရုစိုက်ပြီးတော့ထိမ့်သိမ့်ဖို့လိုအပ်ပါတယ်เนาะဒါကတော့ဒီ
crystal တွေရွေးထားတဲ့လူတွေအတွက် energy reading မှာနောက်ဆုံး crystal အပြာရောင်လေးအတွက် energy reading လေးကြည့်ပါမယ်ဒါတိတ်အတွက်ဆိုတော့အတိတ်မှာသူဘာတွေကြုံခဲ့ရလဲပေါ့နော်ဆိုတော့အတိတ်မှာတော့သူကငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့သတင်းကောင်းကြားခဲ့ရတယ်နောက်သူကအောင်မြင်မှုတွေတော့ရတယ်ပေါ့နော်သူအဆင်ပြေလေးတော့ရှိခဲ့တယ်ခုလက်ရှိမှာ3 of wands နဲ့4 of wands ဆိုတော့သူကတော့သူ့ရဲ့ energy ကတော့တည်ငြိမ်တယ်လို့ပြောလို့ရတယ်စိုးစိုးဝါးတွေမရှိဘူးအဆင်ပြေလေးပဲပေါ့နော်ရှိလာခဲ့တယ်နောက် 10 of cups နဲ့ sweat ace of swords ဆိုတော့သူကအောင်မြင်မှုတွေအဆင်ပြေမှုတွေတော့သူကရှိနေခဲ့တာဖြစ်တယ်ပြီးတော့ထပ်ပြီးတော့သူကဆုံးဖြတ်ရမယ့်အရှင်ယူရမယ့်အပိုင်းလေးတွေရှိတယ်နေရာမှာလဲသူကအတစ်တစ်ခုကိုသူကမျောလင့်နေတာမျိုးပေါ့နော်အဲ့လိုမျိုး energy မျိုးရတယ်ဆိုတော့သူကဒီဟာကိုပေချာလေးဂရုထားပြီးတော့ motion ကိုထိမ့်သိမ်းပြီးတော့လုပ်မယ်ဆိုရင်တော့အောင်မြင်နိုင်မယ်ဆိုတဲ့ energy မျိုးရပါတယ်ရှင်ဒါကတော့ April လအတွက် energy reading လေးဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကျန်းမာကြပါစေကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်